စေကန်ကိုလူနာတွေလာလို့ရှိရင်နေ့လည်ကသွေးတိုးနေလို့တံမြာကြီးလေးတောက်လိုက်တယ်တံမြာစီလေးတွေပါဝါစားလိုက်တယ်အဲ့နဲ့သွေးပေါင်ကျသွားတယ်သူတို့ထင်ကြတာပေါ့နော်အဲ့တကယ်ပဲလားတံမြာတီးကသွေးပေါင်ကိုကျစီလားနောက်တစ်ချက်ကကြတော့သွေးကျစီနဲ့မတည့်တဲ့အစားအသောက်တွေရှိလားနောက်မေကွန်တစ်ခုကကြတော့ဟာခေါင်းမူးတယ်သွေးတိုးလားမသိဘူးသွေးကျလားမသိဘူးသွေးရနေတာလားမသိဘူးအဲ့ဒါတွေကိုဘယ်လိုဆုံးဖြတ်မလဲအဲ့မေကွန်လေးအကြောင်းကိုပြောပြပါမယ်ဒီနေ့တော့သွေးတိုးအကြောင်းပြောအောင်အပိုင်း၈ကိုရောက်သွားပါပြီဒီမေကွန်လေးတွေကိုဖြည့်ပေးနေရှင်းပြပါမယ်နံပါတ်1ကကျတော့တံမြာသီးကိစ္စပေါ့နော်သွေးတက်နေတယ်ဆိုရင်တံမြာသီးညှစ်တောက်ခိုင်းတယ်တကယ်တမ်းကကျတော့တံမြာသီးရဲ့ဓာတ်မှာသူ့မှာပါတဲ့အချင်ဓာတ်ပေါ့နော်အဲ့ဒါကသွေးပေါင်ချိန်ကိုရုတ်တရက်ကျသွားစီနိုင်လောက်တဲ့အာနိသင်တော့မရှိဘူးသို့တော့သွေးပေါင်ကိုပြန်တက်စေတဲ့အန်ဒီရယ်လည်းမရှိဘူးပြောမယ်ဆိုရင်တံမြာသီးမှာဗိုက်တာမင် C နဲ့ antioxidant တွေပါတဲ့အတွက်တောင်မလို့ရေရှည်မှာကတော့သွေးကြောကျန်းမာရေးကိုအထောက်အကူပြုစေတယ်ဆိုတော့သူကလက်တလောကတော့သွေးပေါင်ကျစီတဲ့အာနိသင်မရှိပေမဲ့တံမြာရည်လေးမှန်တောက်လို့ရှိရင်တော့ရေရှည်အတွက်တော့ဗိုက်တာမင် C နဲ့ antioxidant တွေရတဲ့အတွက်ကြောင့်မလို့အထောက်ပံ့အနည်းငယ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ဘာအန်ရယ်ရှိလဲဆိုတော့သူ့ရဲ့သွေးပေါင်ချိန်လူတယောက်ရဲ့သွေးပေါင်ချိန်ဟာထားပါတော့180 120အပေါ်သွေး180အောက်သွေး120လောက်ဖြစ်နေရှိမှာသူကဟာတံမြာရည်တောက်တံမြာစီတွေဝါစာတံမြာသီးအခွန်မှာဝါစာအဲ့ဒီဟာကိုသူကသွေးကျစီတဲ့အာနိသင်ရှိတယ်လို့ယူဆပြီးတော့သွေးပေါင်ကျသွားမှာပဲဆိုပြီးခပ်ပေါ့နေလိုက်လို့ရှိရင်လေဖြတ်တဲ့အန်ရယ်ဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မှတ်ရမှာကတံမြာသီးကသွေးပေါင်ကိုချက်ချင်းကျစီတဲ့အာနိသင်မရှိဘူးဒါပေမဲ့လည်းတံမြာသီးစားလိုက်လို့အန်ရယ်ဖြစ်သွားတာမျိုးသွေးတိုးသွားတာမျိုးတော့မရှိဘူးနောက်မေးခွန်းတစ်ခုကသွေးကျစေးနဲ့မတည့်တဲ့အစားအသောက်တွေရောရှိလားထူးထူးခြားအနေနဲ့ပြောရရင်တော့လူတွေတောက်တများတဲ့သွေးကျစေးတစ်မျိုးဖြစ်တဲ့ amlodipine ကတော့ grapefruit နဲ့တိတ်မတည့်ဘူးပေါ့နော် grapefruit စားတာကိုဆင်ခြင်ရမယ်အများကြီးမစားသင့်ဘူးလို့ပြောတယ်ဒီတစ်ချက်ကလွဲလို့ရှိရင်တော့ကြံတဲ့သွေးကြစီးတွေမှာတော့ဟိုအစားတောက်နဲ့မတည့်ဘူးဒီစားတောက်နဲ့မတည့်ဘူးဆိုတာတော့တီးတန့်မရှိဘူးဒီလိုပြောလိုက်လို့စားချင်ရစားလို့ရတယ်လို့ဆိုလိုတာတော့မဟုတ်ဘူးငကိုတဲကသွေးတိုးရောဂါရှိတဲ့သူတွေမှာရှောင်ရမယ်အငံအစီစတာတွေကတော့ငကိုတိုင်းကိုရှောင်ရမှာပြောချင်တဲ့သဘောကသွေးကြစီးနဲ့ဓာတ်ရိုက်မတည့်တဲ့ဆေးမျိုးတော့မရှိပေမဲ့သွေးတိုးရောဂါအတွက်ကတော့ရှောင်ကျင်ရမှာငကိုအစားတောက်တွေအစီအငံအချိုစားတာတွေကိုရှောင်ကျင်ရမှာပဲဒါပေမဲ့ဆေးတွေရဲ့ဘီထွက်ဆိုကြိုးလေးတွေကတော့အနေနဲ့အများရှိတယ်တယောက်နဲ့တယောက်တော့မတူကြဘူးဆိုလိုတာကတချို့သွေးကြဆေးတွေမှာဆိုလို့ရှိရင်ACEI ပေါ့နော်ဒီသွေးကြဆေးမှာဆိုတချို့လူတွေမှာချောင်းချောက်ဆိုးတယ်လေချောင်းရပြီးချောင်းချောက်ဆိုးတယ်တချို့လူတွေမှာတော့မဆိုးဘူးဒါကတော့ထင်ရှားတဲ့ဘီထွက်ဆိုကြိုးဥပမာ amlodipine ဆိုရင်တောက်တာကြာလာရင်တချို့လူတွေမှာခြေချင်းဝတ်လေးတွေရောင်တတ်တယ်ဒီခြေဖမိုးလေးတွေရောင်တတ်တယ်တချို့မှာတော့မဖြစ်ဘူးဆိုလိုတာကပြင်းထန်တဲ့ဘီထွက်ဆိုကြိုးမဟုတ်ပေမဲ့ဒီဟာကဆရာဝန်နဲ့ပြသပြီးတော့ဆေးပြောင်းနေရင်ပြောင်းရတာမျိုးတော့လုပ်ရတယ်တချို့ဆေးတွေမှာဆိုလို့ရှိရင်လည်းရင်တုံတတ်တာမျိုးလေဒါမျိုးတော့ရှိတတ်တယ်အဲ့တော့မိမိမှာဒီလက္ခဏာရှိရဆိုရင်ဆရာဝန်နဲ့ပြသပြီးတော့ဆေးပြောင်းနေလားမီလီဂရမ်တောက်နေတဲ့အခါကို short ချတင်လားအဲ့ဒါတော့ဆရာဝန်နဲ့တိုင်ပင်ရမယ်နောက်ဆုံးတစ်ချက်ကတော့အရေးကြီးတယ်ခေါင်းမူးတယ်ဒီသွေးတိုးရောဂါရှိတဲ့လူကခေါင်းမူးတယ်သူကသွေးတိုးတာလားသွေးကျတာလားမသိဘူးအဲ့လိုဆိုတော့တချို့ကကြောက်လဲခေါင်းမူးတိုင်းသွေးတိုးတယ်ပဲထင်ကြတချို့ကကြောက်လဲခေါင်းမူးတိုင်းသွေးကျတယ်ပဲထင်ကြတယ်တယောက်နဲ့တယောက်အယူအဆမတူကြဘူးအဲ့ဒါကြောင့်ဒီခေါင်းမူးနေတဲ့အချိန်မှာသွေးပေါင်ချိန်ကြည့်လိုက်သွေးပေါင်ချိန်ကြည့်မှာပဲသွေးတိုးနေလားသွေးကျလာလားဆိုတော့သိလိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးခဏသွေးပေါင်အတက်ကြကျန်းတဲ့လူမကြာခဏသွေးပေါင်တားထိုးတတ်တာတားကျတာဖြစ်တဲ့လူတွေကတော့ရေရှည်မှာသူတို့ကတဖြည်းဖြည်းသိလာတယ်ဘယ်လိုခံစားချက်မျိုးဘယ်လိုမူးတဲ့ပုံစံမျိုးဆိုလို့ရှိရင်သွေးတိုးလဲဆိုတာကိုသိတယ်သွေးကျလဲဆိုတာကိုသူတို့ကသိတယ်ဒါပေမဲ့အဲ့ဒီဟာကလည်းကျင်းတယ်မဟုတ်ဘူးနော်တိကျင်ရသွေးပေါင်ချိန်ကြီးမှပဲရမယ်နော်သွေးပေါင်ချိန်ပြီးတော့မှဒါလည်းမိမိသွေးတိုးလားသွေးကျလားဆိုတာကိုအတိအကျသိရမယ်သွေးတိုးတယ်ဆိုလို့ရှိရင်လည်းသွေးကျစီကိုလိုအပ်တယ်လို့ချိန်ညှိပြီးတောင်းရမယ်ဥပမာသွေးပေါင်ကျတယ်ဆိုလို့ရှိရင်လည်းကျတဲ့အခြေအနေပေါ်မူတည်ပြီးတော့တခုပေါ့နော်ဆရာဝန်နဲ့ပြသပြီးတော့ဥပမာဒဇာရီတောင်းရမှာလားသွေးကျစီဖြစ်ရမှာလားစသဖြင့်ဆက်လုပ်လို့ရတော့အဓိကတော့သွေးပေါင်ချိန်မှပဲအဖြေမှန်ကိုသိရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့မှာတော့သွေးတိုးအကြောင်းပြောရအောင်အပိုင်း၈အနေနဲ့ဒီမိကွန်းလေးတွေကိုရှင်းပြပေးတာဖြစ်ပါတယ်ကျွန်တော်ပြီးတော့အပိုင်း9အပိုင်း10ကိုလည်းဇက်တိုက်တင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ကအပိုင်း1ကနေ9အထိပြန်ပြီးတော့ကြည့်ခြင်းနဲ့နားထောင်ခြင်းနဲ့ဆိုရင်လည်းကျွန်တော် wall မှာပြန်ရှာပြီးတော့ကြည့်လို့ရပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးပါ